ကိုမဟုတ်တာလုပ်ပြီးသူခံရတယ်ဆိုတာမရှိဘူးသူမဟုတ်တာလုပ်တာကိုဆန်ရတယ်ကိုကောင်းတာသူကောင်းတာလုပ်တာကိုဆန်ရတယ်ဆိုတာလည်းမရှိဘူးကိုလုပ်ရင်ကိုခံဘာကြောင့်ဒီလိုဖြစ်တာတော့ဆိုဒါရှင်းရှင်းလေးပဲကိုစားလိုက်တဲ့အစာကိုဘိုက်ထဲရောက်တော့ဘိုက်နာရင်ကိုပဲနာမှာပေါ့ဟိုမစားတဲ့လူကဘယ်လိုလုပ်နာလို့ရမှာသူမှမစားတာအဲ့တော့ကံဆိုတာကဖြစ်ပေါ်လာတဲ့လောက်ရက်ကိုထိကိုခေါ်တာမဟုတ်ပဲနဲ့မြတ်စွာဘုရားက intention လို့ခေါ်တဲ့ရည်ရွယ်ချက်နဲ့တွန်းအားကိုကံလို့ခေါ်လိုက်တာစေရနာဟံဘိက္ခွေကမ္မဝရမိဆိုသူရဲ့ရည်ရွယ်ချက်ကိုဆိုလိုတယ်သူဘာရည်ရွယ်ချက်နဲ့လှုပ်တာလဲလှုပ်လိုက်တဲ့အလုပ်တစ်ခုကတော့ဖြစ်သွားပြီအလုပ်ကမ္မဆိုတာအလုပ်တစ်ခုပဲတွေးလိုက်တာလဲအလုပ်ပဲပြောလိုက်တဲ့စကားလဲအလုပ်ပဲကိုဒီလေးရောက်လှုပ်လိုက်တာလဲအလုပ်ပဲအဲ့ဒီအလုပ်တစ်ခုကိုဖြစ်အောင်စေရနာဆိုတဲ့တွန်းအားပါအဲ့ဒီစေရနာဆိုတဲ့တွန်းအားကိုပဲအကြောင်းတရားကိုပဲမြတ်စွာဘုရားကံလို့ခေါ်လိုက်တာအကြောင်းကိုကံလို့ခေါ်တာအကျိုးကိုခေါ်တာမဟုတ်ဘူးတရားစဉ်းစားကြည့်မယ်ဆိုရင်လူတွေဘာကြောင့်ပြောတာတော့ပြောချင်တဲ့စေရနာကြောင့်ပြောလိုက်တာနော်ရွေးချက်တစ်ခုနဲ့ပြောတာ intention ဟာစေရနာပဲလူတွေဘာကြောင့်လှုပ်လဲလှုပ်ချင်တဲ့စေရနာကြောင့်သူလှုပ်လိုက်တာအဲ့ဒီလှုပ်ချင်တဲ့ဆိုတဲ့စေရနာကိုမြတ်စွာဘုရားကံလို့ခေါ်တယ်လှုပ်လိုက်တာကိုကံလို့ပြောတာမဟုတ်ဘူးဘာကြောင့်လှုပ်လိုက်တာကိုကံလို့မပြောတော့ဆိုစဉ်းစားကြည့်စေရနာမပါဘဲနဲ့ဖြစ်သွားတဲ့အရာတွေကရှိတယ်လေဥပမာဘုန်းကြီးတို့လမ်းလျှောက်တယ်လမ်းပေါ်လျှောက်သွားတယ်ကိုယ်တွေးနဲ့ကိုလမ်းကိုသွားတာသို့တော့လမ်းပေါ်မှာရှိတဲ့အကောင်လေးတွေတက်နေမိသွားတယ်အဲလမ်းပေါ်မှာရှိတဲ့တရားလေးတွေဟာကိုတက်နေလို့သေသွားတာတွေရှိတယ်အဲ့တော့တရားသေခြင်းဆိုတဲ့အမှုကိစ္စမဖြစ်ဘူးလားဆိုဖြစ်တယ်သို့တော့ကိုယ့်ရင်နဲ့နှလုံးထဲမှာဒီတရားသေပါစေဆိုတဲ့ intention မရှိဘူးမရှိသည့်အတွက်ကြောင့်အဲ့ဒီ intention မပါဘဲနဲ့သိဆုံးမှုဖြစ်သွားလို့ရှိရင်သဗ္ဗနာတိပတ္တကမဟုတ်တော့အကယ်၍သာလှုပ်တိုင်းကိုကံလို့ခေါ်ပြီးစေရနာဆိုတဲ့ intention ကိုကံမခေါ်ဘူးဆိုရင်ပါဏာတိပတ္တလွတ်တဲ့လူရှားကြီးပဲကားမောင်းသွားလဲအကောင်လောင်လေးတက်နေမိမှာပဲဟင်းချက်တဲ့အခါမှာလည်းပဲဟင်းရွက်မှာပါလာလို့မမြင်လိုက်တဲ့အကောင်လည်းရေနွေးဖြောမိမှာပဲနော်ကိုပတိပဲနဲ့အမှုမဲ့မှတ်မဲ့သိဆုံးသွားတာတွေကအများကြီးပဲကိုလက်ချက်နဲ့ဒါတွေကရှိနေမှာပဲအမြဲတမ်းနော်အဲ့ဒါတွေသာကံလို့ခေါ်မယ်လောက်ရကိုသာကံခေါ်မယ်ဆိုရင်လူတွေဟာမကောင်းမှုအဟုသောလွတ်เสียအကြောင်းမှမရှိတာလူတွေတာမန်လူတွေမပြောနဲ့ယဟန္တာပုဂ္ဂိုလ်တွေတောင်မှလွတ်ဖို့ရအကြောင်းမရှိဘူးဒါကြောင့်မို့ intention ဆိုတဲ့စေရနာ volition ဆိုတဲ့စေရနာကိုသာလင်ကံလို့မြတ်စွာဘုရားဟောတာအလုံးကိုမှန်ကန်တယ်လို့ပြောမှာနို့ဆိုရင်လောကမြားတွေဟာအကုသိုလ်လို့ဆိုရင်အကုသိုလ်တွေကြီးပဲဖြစ်နေမှာပဲအကုန်လုံးဖြစ်သွားတဲ့အနေအထားတစ်ခုပေါ်မှာမူတည်ပြီးတော့အကောင်းဆုံးပြောနေကြမှာပဲရှင်းတော့ကရှင်သက္ကုပါဠလို့ဆိုတဲ့ယဟန္တာတစ်ပါးအတိတ်ကကံစိုးကြောင့်သူဟာယဟန္တာလည်းဖြစ်မျက်စိလည်းကွယ်သွားတယ်မျက်စိနဲ့ကွယ်ရင်လင်းမရဘူးသို့တော့လုံလဝိရိယအမြဲတမ်းကောင်းတယ်ဈဉ္ညာလျှောက်တဲ့အချိန်ဆိုဈဉ္ညာလျှောက်ပြီးတော့တရားနှလုံးသွင်းတယ်ယဟန္တာဖြစ်ပြီးလည်းပဲဒီအလုပ်ကိုလုပ်နေတာအဲ့လိုလုပ်တော့ညမိုးရွာသွားတဲ့အခါသူ့ဈဉ္ညာလမ်းပေါ်မှာဒီပလူဆိုတဲ့အကောင်တွေပေါ့နော်ပွဲစိတ်ပြန်နေတို့ချပြန်နေတို့အဲ့ကောင်တွေအများကြီးပဲလမ်းပေါ်မှာပွဲစိတ်တွေတို့ချတွေတို့လမ်းပေါ်မှာခါတိုင်းလိုပဲအဲ့ဒီလမ်းကိုတက်ပြီးဈဉ္ညာလျှောက်တာနဲတဲ့အကောင်တွေမဟုတ်ဘူးသူဈဉ္ညာလျှောက်တော့ခြေတော်အောက်ရောက်သွားပြီးသိဆုံးကုန်ကြတာအဲ့ဒါကိုရဟန်းတော်တွေကလှက်ပတ်ကြည့်တဲ့အခါမှာဒီတရားတွေသိဆုံးတာဆိုဒီနေရာဘယ်သူလမ်းလျှောက်တာတော့ဆိုရှင်သက္ကုပါဠလမ်းလျှောက်တာဟာဒီကိုတော့ဟာဒါ
တရားတွေကိုတတ်နေတဲ့ကိုတော်ပဲဆိုပြီးတော့အဲ့ဒီယဟန်တွေကဖះသွားလျှောက်တယ်သူကြောင့်တရားတွေအများကြီးသိဆုံးတယ်ဒီကိုတော်ပဏာတိပါဒကံထိုင်းနေပြီတရားတွေပေါ်မှာအညတာမရှိဘူးတတ်တယ်ဆိုမြတ်စွာဘုရားစီရောက်တော့မြတ်စွာဘုရားမေးတယ်သူဒီတရားတွေကိုတတ်တာမင်းတို့မြင်ခဲ့သလားမမြင်ခဲ့ပါဘူးသူလမ်းကြောင်းသူလမ်းလျှောက်တဲ့နေရာမှာသေးနေတာတွေကိုတွေ့မင်းတို့မမြင်ရတယ်လို့ပဲတဲ့သူကမျက်စိနဲ့ကိုယ်လင်းမရဘူးတဲ့သူကဒီတရားတွေကိုမမြင်ဘူးတဲ့မြင်တော့လည်းသူရှောင်မှာမဟုတ်ဘူးပေါ့အဲ့တော့ယဟန္တာပုဂ္ဂိုလ်ဆိုတာသူများကိုသိစေလိုတဲ့စေရနာဆိုးဆိုတာယဟန္တာမှာမရှိဘူးလို့မြတ်စွာဘုရားအဲ့လိုဖြေရှင်းပေးတယ်နော်ဒါကြောင့်မို့လို့လောကဥပဒေတောင်မှပဲလူသေးမှုနဲ့လူတတ်မှုဆိုတာခွဲထားတယ်မတော်တဆသေသွားတာတွေလည်းရှိတယ်အဲ့ဒါတွေကြလူတတ်မှုမဟုတ်လူသေးမှုတတ်မှုဆိုတာတမင်ကြံစီပြီးတော့ကျွလွန်နေဟာမှာတတ်မှုလို့ခေါ်တာဟုတ်